မှန်တယ်ခိုင်းရသူဒီလိုဟုတ်တယ်ဒီကမြက်လုံးပြဒီကမြက်လုံးပြအောင်ဒီတော့ဒီကြောက်ခွာတော့မြက်လုံးမမြင်တော့မမြင်တော့ပါဘူးဗျမြက်လုံး6ရအောင်นี่မြက်လုံးကဘာထိရလဲလားအစားထိတာခင်ဗျဘာစလဲသိလား ဖိုတီးစားတော့ထိပါတယ်ခင်ဗျ ဖိုဒီစာ ဟုတ်ကဲ့ပါခင်ဗျဒီဖက်တော့မြင်ရလား မြင်ရပါတယ်ခင်ဗျသူကြိုက်ပြီလားမကြိုက်တော့ပါဘူးခင်ဗျဟုတ်ဒီဘောရာအေးငိုတယ်ချက်ကြီးငဲ့ရတာဖမ်းမိရောင်းကိုတော့ကျွေးခါရတယ်အခုတော့အေးစီဖြစ်ပါလားဟုတ်ခင်ဗျနော်ဟုတ်ခင်ဗျခင်ဗျားသိမယ်လို့ခင်ဗျားထင်တော့ဟုတ်ခင်ဗျအခုတော့ကောင်းပါပြီခင်ဗျကောင်းပါရဲ့နော်ဟုတ်ခင်ဗျဒီစေးပဲဟုတ်ခင်ဗျနောက်ကျရီစာနဲ့ပြန်တွေ့ခွင့်ရမလားရီစာရှိလားရှိပြီခင်ဗျလူပြောလားအိမ်တော်ရှိပါခင်ဗျဟာရီစာမရှိအိမ်တော်ရှိရလေဟုတ်လို့အိမ်တော်ရှိကလေးရှိလားနှစ်ယောက်ခင်ဗျကလေးနှစ်ယောက်ဟုတ်ကလေးနှစ်ယောက်ယောက်ျားလေးမိန်းကလေးဟုတ်ရယောက်စီဒါကသမီးလားဒါသမီးကျော်သားတယ်ဗျမိသားဒါကြနော်ကျော်ကဗမာလေးခင်ဗျဟောပထမနေ့တော့ရောက်ပြီဟုတ်ဗျအဲ့ကောင်တော့အဲ့ဒါအကြီးရယောက်ျားလေးလားမင်းလေးခင်ဗျအငယ်ရောကျော်သားခင်ဗျဘယ်နှစ်ဟွာဆောင်းနေပြီ16နှစ်ဟုတ်ဗျအေးအဲ့ကောင်စစ်ထဲမွေဘို့တော့လိုပဲဆိုရင်တော့စစ်ထဲဝင်သူ့ဖိလို့ဖြစ်နေအောင်မယ်နောက်ကျရင်ဖမ်းမင်းနော်မလောက်ပါဘူးတော့နော်အားလုံးအကြောင်းလို့ပြောတာခင်ဗျားတို့အားလုံးနော်တက်ရှိခွင့်ရှိတယ်စိတ်နဲ့ဟိုဖြစ်နေဒီချိန်မှာဒီကာလမှာဒီလိုအေးဆေးနေရတယ်ဆိုခင်ဗျားတို့တင့်တော်တဲ့ချိန်ရောက်လို့ရှိရင်ခင်ဗျားတို့တွေအားလုံးကိုမိသားစုကိုပြန်တွေ့ခွင့်ရမယ်နော်ဟုတ်ကဲ့ပါဗျာကြောက်တယ်ဟိုပါပဲ60ကန်60ကန်တိုက်ပွဲ60ကန်အာဟုတ်ပြီ60ကန်တိုက်ပွဲကမမေးတော့နှကောင်ဖမ်းမိရလေဟုတ်ကဲ့ပါခင်ဗျဟုတ်ဒါ60ကန်တိုက်ပွဲဆိုတာဟိုတော့2021ခုနှစ်ကလေးอ่ะဟုတ်ကဲ့ပါခင်ဗျအစီပါလားနော်ဟုတ်ကဲ့2020အမဟုတ်ဘူး20နှစ်နှစ်လပိုင်းဟုတ်တယ်နှစ်လပိုင်းလောက်အဲ့ချိန်ကနမဲခုံဖက်ကနေပြီးတော့မှထိုးဝင်လာပြီးတော့မှတစ်ဖွဲ့က60ကန်ဖက်ကနေတော့ဝင်လာအများကြီးတည်တယ်လေဒီကောင်လေးဟုတ်ကဲ့โอ้ပုံခံနေတာပဲမွညိုဆိုလို့ရှိရင်တနက်သူတယောက်တည်းတော့နောက်မှာ10လက်လောက်လွယ်ပြီးတော့မှတနက်ကောက်ပြီးတော့သွားတာအဲ့ကောင်နောက်တစ်ကောင်ရှိသေးလေဟုတ်ကဲ့ခင်ဗျဘယ်ရောက်သွားနောက်တစ်ကောင်ကတော့ဒီမှာစကန်ကိုပြန်ပေါ်သွားတယ်ခင်ဗျဒီမှာတော့ပါမလားဆိုอ๋อ KSP စကန်ဟိုဟာမှာဖြစ်မှန်တာဆိုရင်တော့ဟုတ်ပြီဟုတ်ကဲ့ပါခင်ဗျဒီကောင်